အခုဟာကြတော့ကျမနှစ်ကနန်းသမားတွေကိုဆက်လက်ပြီးပြောမှာပေါ့နော်နှစ်ကနန်းသမားဆိုတာကကြတော့ကျမတို့အင်္ဂလိပ်လိုနှစ်17 20 29သူကပေါင်းချင်းထိယူရတယ်လေ29ဆို17ဆိုပေါင်း2မရဘူးလား2ဟုတ်ပြီနော်20နှစ်နဲ့3နဲ့ပေါင်း2နှစ်ကနန်းသမားလို့ခေါ်တယ်နှစ်ကနန်းသမားတွေကသူတို့မှာနှစ်လိုပဲအစင်းလေးတွေရှိတယ်တန်ရှင်းကြည်လင်ရတယ်နောက်ပြီးတော့သူတို့ရဲ့ပုံစံအပြစ်ကင်းတဲ့ပုံစံလေးရှိတတ်တယ်ပြောနော်ရှိချင်မှလည်းရှိမှာအပြစ်ကင်းတဲ့ပုံစံလေးရှိတတ်တယ်နောက်သူတို့တွေကဘာတွေလုပ်တင်လဲဆိုတော့နှစ်ကနန်းသမားတွေကလေစာရေးဆရာတို့နိုင်ငံရေးသမားတို့နော်နောက်ပြီးတော့နိုင်ငံရေးသမားတို့ယောဂကျင့်တာတို့ဂမ်ဘရီယာကျင့်စဉ်တွေကျင့်တဲ့လူမျိုးတွေဖြစ်တတ်တယ်။နောက်သူတို့တွေကဝရတယ်ပေါ့နော်။ဝတယ်ဆိုအရင်ဝတာမဟုတ်အသားပြည့်တယ်ကွာအသားပြည့်တယ်ဒါမျိုးပြောချင်တာနော်။အဲ့လိုမျိုးဘင်းနဲ့လေးရလည်းဝိုင်းတယ်။နွေကလေးရလည်းသေးတယ်။မေးစီလေးရလည်းထူထူလေးဖြစ်တယ်။နော်ဝမ်းပိုက်လေးရလည်းပူရဆိုလို့ရှိရင်သူတို့တွေကများသောအားဖြင့်ကောင်းစားတတ်တယ်။သူတို့ကစိတ်ပိုင်းဆိုင်ရာကြတော့စိတ်ကူးလည်းရင်တက်တယ်ရွေချက်လက်ကောင်းတယ်အနုပညာနဲ့ပတ်သက်တဲ့အမြင်လည်းရှိတယ်စိတ်သက်ခွန်အားကောင်းတယ်အငြိမ်မနေခြင်းဘူးခါရကြလို့ရှိရင်လက်စိတ်တက်ကကြလွယ်တယ်ဒီနှစ်ကနန်းသမားတွေဖြစ်တတ်တဲ့ယောဂါကြတော့အစာအိမ်1 bite cancer ယောဂါတွေဖြစ်တတ်တယ်နောက်ကရေဘေးလည်းဖြစ်တတ်တယ်အဲ့ဒါကကြတော့ကျွန်တော်ရေဘေးဖြစ်တတ်တယ်ဆိုတာငါတို့လဝါပြင်မှာကွယ်တင်းနလာကျိုးနော်တင်းနလာကျိုးကုန်မှာတင်းနလာကျိုးကုန်မှာကျွန်းပါလို့ရှိရင်တော့ကျွန်တော်တို့ဒီဟိုနော်ရေနှစ်တက်တဲ့အန်ဒီကတော့မပေါ့တဲ့နေမကောင်းတဲ့ခါကြလို့ရှိရင်ဓာတ်စာအနေနဲ့ကြတော့ဂေါ်ဘီတခွာဖရဲငပြောဒါတွေကိုဦးစားပေးပြီးစားတဲ့နေမကောင်းရေပေါ့နော်အဆောင်ဖြစ်နေဖို့ချင်တယ်ဆိုရင်တော့ပလဲရဲ့အစိမ်းရောင်ကြောက်ရဲ့မြရဲ့ကြောက်စိမ်းရဲ့ကိုဝတ်တဲ့နေနောက်ကိုယ်မှအရေးကြီးတဲ့ကိစ္စတွေကိုယ်လုပ်ငန်းတွေလုပ်မယ်ဆိုလို့ရှိရင်ကြတော့စမတို့အစိမ်းရောင်ဖြူရောင်ကလာကိုမြများလေးသုံးတဲ့နေမိမိတို့အရေးကြီးတဲ့ကိစ္စတွေဥပမာကလုပ်ငန်းဖွင့်တာတို့နော်ဒါမျိုးအရေးကြီးကိစ္စတွေရှိလို့ရှိရင်ကြတော့စမတို့တနင်္ဂနွေတနင်္လာတောက်ကြနေ့ဒီမှာအကောင့်ထဲပေါ်တဲ့နေမိမိတို့ရဲ့အရေးကြီးတဲ့ကိစ္စတွေလုပ်မယ်ဆိုရင်2ရက်17ရက်20ရက်29ရက်1ရက်10ရက်19ရက်28ရက်4ရက်နောက်က13ရက်22ရက်31ရက်နောက်က9ရက်16ရက်25ရက်နေ့အဲ့လိုနေ့တွေမှာအရေးကြီးတဲ့ကိစ္စတွေကိုပြုလုပ်တင်တယ်ဒါကကြတော့နေသားတွေတွေsorry ကနန်းသမားတွေအကျဉ်းချုပ်ပေးတာပါနော်ကိုယ့်အတွက်လိုအပ်လို့ရှိရင်တော့ save တာပါသူများအတွက်ကိုယ်အတိုင်းဝိုင်းထဲမှာဒီနှစ်ကနန်းသမားရှိတယ်ဆိုရင်တော့လက်ခံ share ကလေးလုပ်ပေးပါသိချမ်းသာကိုစမ်းပါပါစေ